ဒီစားပါတော့ရှမ်းပြည်နယ်လွတ်တော်ဥက္ကဋ္ဌကြီးနဲ့ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များဧည့်သည်တော်များအားလုံးမင်္ဂလာပါရှင်ကျမကတော့မိုင်းရယ်မြို့နယ်အမှတ်နဲ့ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်တနာထွေးပဲဖြစ်ပါတယ်ရှင်ကျမတို့ရှမ်းပြည်နယ်တွင်းရှိနောင်ချိုမြို့နယ်မှာဆိုရင်ရခိုင်ကဖြစ်ပွားခဲ့တဲ့စစ်ရေးပဋိပက္ခများပြီးဒေတာခံပြည်သူများအနေနဲ့နေရပြန်လည်အခြေချနေထိုင်ရာမှာ၎င်းတို့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းများဖြစ်ကြတဲ့စိုက်ပျိုးရေးဥယျာဉ်ခြံမြေလုပ်ငန်းနှင့်တောင်ယာလုပ်ငန်းများကိုပြန်လည်လုပ်ကိုင်ရန်ကြိုးပမ်းရာမှာမြေမြုပ်မိုင်းနှင့်မပေါက်ကွဲသေးသောစစ်ကြံလက်နက်ပစ္စည်းများရဲ့အန္တရာယ်နဲ့ကြီးစွာရင်ဆိုင်နေရပါတယ်ပြည်နယ်လွတ်တော်ဥက္ကဋ္ဌကြီးရှင်နောင်ချိုမြို့ပေါ်ရက်ကွက်နေရာချို့နဲ့ကျေးရွာများမှာဆိုရင်ပြည်သူများအနေနဲ့မိမိတို့၏နေအိမ်ခြံဝင်းအတွင်း၌တော်၎င်းတောင်ယာအနီး၌တော်၎င်းနေ့စဉ်ပုံမှန်လုပ်ငန်းဆောင်တာများလုပ်ကိုင်ရင်းဖြစ်စေထင်းခုတ်မှုရှာဟင်းရွက်ခူတွားရင်းဖြစ်စေမိုင်းထိမှန်မှုများဇက်တိုက်ဖြစ်ပွားနေပါတယ်စစ်ရေးပဋိပက္ခနောက်ပိုင်းမိုင်းကြောင့်ကိုလက်အင်္ဂါဆုံးရှုံးခဲ့ရမှုများနှင့်အသက်သေဆုံးခဲ့ရမှုများဟာ60ဦးထက်မနည်းရှိသွားပြီဖြစ်ပါတယ်ရှင်လွန်ခဲ့တဲ့9လပိုင်း6လပိုင်းကဆိုရင်ကျမတို့နဲ့ဌာနဆိုင်ရာများဟာစာတင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ကြေးရွာတချို့ကိုကွင်းစင်ပြီးမိုင်းရှင်းလင်းရေးကိစ္စများဆောင်ရွက်ခဲ့ကြရမှာလဲကြေးရွာသူကြေးရွာသားများအနေနဲ့ကျောင်းဝင်းတန့်ရှင်းရေးဝိုင်းဝန်းလှုပ်ဆောင်ဖို့ရာအတွက်ကိုပဲမြေမြုပ်မိုင်းအန်တရယ်ကိုထိတ်လန့်ကြောက်ရွံ့နေရကြောင်းရင်ဖွင့်ပြောကြားလာမှုများလည်းရှိခဲ့ပါတယ်ရှင်နောက်ပြီးဒီမြေမြုပ်မိုင်းနဲ့မပေါက်ကွဲသေးတော့စစ်ကြံလက်နက်ပစ္စည်းများရဲ့အန်တရယ်ဟာဆိုရင်ကျမတို့မြို့နယ်တစ်ခုတည်းမှာလည်းမဟုတ်ပဲရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံပင်လောင်းစီဆိုင်စတဲ့မြို့များပါရှိနေသေးကြောင်းဒေတာခန့်အချို့ကပြောကြားလာမှုများလည်းရှိနေပါတယ်ရှင်ဒါကြောင့်မို့ကျမအနေနဲ့ဒေတာခန့်ပြည်သူလူထုကိုစားနောင်ချိုမြို့နယ်တွင်းမှာရှိတဲ့ရက်ကွက်များနှင့်ကျေးရွာများရှိနေအိမ်ခြံဝင်းများစိုက်ပျိုးရေးလုပ်ငန်းခွင်များအနီးကြန့်ရှိနေနိုင်သောမြေမြုပ်မိုင်းအန်တရယ်များမှပြည်သူများကင်းဝေးစေရန်အတွက်မိုင်းအန်တရယ်တိပညာပေးလုပ်ငန်းများနှင့်မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုထိရောက်စွာဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိနှင့်မိုင်းတန်တင်ပြည်သူများအတွက်ကုသရေးနှင့်လူမှုစီးပွားဘဝပြန်လည်ထူထောင်ရေးဆိုင်ရာပံ့ပိုးကူညီမှုများကိုမိတို့စီမံဆောင်ရွက်ပေးမည်ကိုသိရှိလိုပါသဖြင့်ပြည်နယ်လွတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်လေးစားစွာမေးမြန်းအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးကဖြေကြားပေးဖို့ဖြစ်ပါတယ်လေးစားပါတော့ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ဒုတိယဥက္ကဋ္ဌပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါတယ်ကျွန်တော်မိုင်းရမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခန္တာနာထွေးရဲ့မင်းမြတ်နဲ့ကျယ်မြတ်မင်းကုန်းနဲ့ပတ်သက်ပြီးဖြေကြားပေးသူမှာဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်နောင်ချိုမြို့နယ်တွင်ဖြစ်ပွားခဲ့တဲ့စီးပြပြများပြီး2ရက်12လ2025ရက်နေ့မှာကျွန်တော်18ရက်9လ2016နေ့ဒီမိုင်းထိမိုင်းနင်းတန်ရာဓာတ်ရှိသူ58ဦးနဲ့တည်ဆုံးသူ3စုစုပေါင်း82ဦးကိုကျွန်တော်သက်ဆိုင်ရာပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့လူမှုရေးအသင်းအဖွဲ့များမှကုသရေးနဲ့ပြည်လည်ဖော်ရေးဆိုင်ရာပံ့ပိုးကူညီမှုများကိုပေါင်းဆက်ဆောင်ရွက်ရှိပါတယ်။ဘေးရန်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှထိခိုက်ဒဏ်ရာယူတူးလျင်ကျွန်တော်ကျပ်9000နှုန်းနဲ့၎င်းတည်ဆုံးသူတူးလျင်ကျပ်3သိန်းနှုန်းနဲ့၎င်းဒဏ်ရာရရှိသူတည်သူများရဲ့မိသားစုဝင်များလက်ဝယ်ထောက်ပံ့ပေးလျက်ရှိပါတယ်။စိုက်ပျိုးရေးဥယျာဉ်ခြံများနဲ့တောင်ယာလုပ်ငန်းများလုပ်ကိုင်မှာဒေသခံပြည်သူများမန်းတဲ့ကင်းဝတ်စီတွေနောင်ကျမြို့နယ်နေဖြင့်နေမီကန်တိုင်ရင်တပ်ဖွဲ့အထူးအုပ်ချုပ်ရေးဌာနမြန်မာနိုင်ငံရဲတပ်ဖွဲ့တပ်ဆိုင်ရာကြေးရွာအုပ်ချုပ်ရေးများဒေသခံပြည်သူများနဲ့ပူးပေါင်းပြီးတော့မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုဦးစားပေးဆင့်လိုက်ကျွန်တော်ဆောင်ရွက်ပေးလျက်ရှိပါတယ်။မိုင်းနဲ့အသိပညာပေးလုပ်ငန်းဘိုးဖွဲ့ရနေမှာ1,000,000စီဝေးဆုံးဖြတ်ချက်အပိုက်31ခါဝေးမှာမြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့မြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတဲ့လက်နက်ကိုင်ပစ္စည်းများအန်ဒီရှော့ပါးရေးမျိုးသားအဆင့်စံနှုန်းများ NMSA ရေးဆွဲနိုင်ရေးညှိနှိုင်းစည်းဝေးများကျင်းပပြုလုပ်ရန်ဟုပါရှိခြင်းပေါ်မြို့နယ်ထွေအုပ်ချုပ်ဦးစီးဌာနမြို့နယ်လူမှုကြီးကြပ်လူမှုမူဝန်ထမ်းဦးစီးဌာနရဲ့မြို့နယ်တင်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ကြက်ချင်အသင်းဖွဲ့များနဲ့ပူးပေါင်းပြီးရက်ွက်ကြေးရွာအုပ်ချုပ်ရေးမှူး
များလို့လို့ဆွေးနွေးပွဲနဲ့ညီနိုင်စည်းဝေးပြုလုပ်ဆောင်ရွက်လျက်ရှိပါတယ်။မိုင်းရတဲ့ဒီကောင်းစရာများဟောပြောဆောင်ရွက်ခြင်းလက်ကမ်းစာသားဖြန့်ဝေခြင်းများကိုတစ်လနဲ့နှစ်ကြိမ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။မိုင်းရတဲ့ကြောင့်ဒီကောင်းစရာများကိုကြီးရမယ့်နေရာရှိတဲ့ဒေသပြည်သူများအထိကျေကျေရသိရှိအောင်ပညာပေးဟောပြောခြင်းလက်ကမ်းစာသားဖြန့်ဝေခြင်းများကိုသက်ဆိုင်ရာဌာနများနှင့်ပေါင်းဆက်၍စဉ်ဆက်မပြတ်စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့်ယခုကျွန်တော်တို့မေကွန်းနဲ့ပတ်သက်ပြီးတိုင်းစစ်ဌာနချုပ်များကိုလည်းဆက်လက်ပြီးထပ်မံပြီးအကြောင်းကြားပေးတော်မူဖြစ်ကြောင်းဖြေကြားပါတယ်အားလုံးကျေးဇူးတင်ပါတယ်